ကိုမြတ်ဗုဒ္ဓယုံလိုက်ရပြီအဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကြီးကရောင်ကြည်တော်6ပြာခွန်မျိုးလာပါတယ်ရောင်ကြည်တော်ဘယ်နှပြာရောင်ကြည်တော်6ပြာလင်္ကနဲ့ဝက်ခနဲ့ပရိသတ်ရဲ့ရွှေရောင်ငွေရောင်ဗရမ ्या ရောင်ဒီလာရောင်အယောင်တွေဖြိုးဖြိုးဖြစ်ဖြစ်တလဲလဲနဲ့တောက်ပနေတာအဲ့ဒီအယောင်တွေကလေခုနပန်းသင်္ကန်းမှာကတ်လူထားတဲ့ပန်းပွင့်ပန်းခဲ့ပန်းညွန့်ပန်းခက်တွေကြားကနေပြီးတော့ဖြာကနေလက်ခနဲ့ဝင်းကနေလက်ခနဲ့ထွက်ပေါ်လာတဲ့ရောင်ကြီးတော်ကိုကြည်ပြီးတော့သုမနာဒါယကမေ့နေတာဖယားကိုကြည်ညိုပြီးတော့ပရိသတ်ရဲ့ခုနရှင်မယံပေးမဲ့အပြစ်ကိုသတိရရလားဝမ်းသာနေတာစိတ်ထဲကပရိသတ်ရဲ့ကြည်နူးနေတာအဲ့ဒီကြည်နူးမှုကျေနပ်မှုကိုပီတိလို့ခေါ်တဲ့ဒုပရိသတ်ပြောပရိသတ်ရဲ့ပီတိတဲ့နှစ်သက်ကြည်နူးနေတဲ့နှစ်သက်ကြည်နူးတဲ့သူရဲ့စိတ်ထဲမှာဆင်းရဲမလားချမ်းသာမလားဒုက္ခပြောပါတယ်လေပီတိရဲ့ဒုက္ခရဲ့ဆိုတဲ့မြင့်မြတ်ဆုံးတရားတော်ကြီးကိုသုမနာဒါယကာကပရိသတ်ရဲ့တခြားလူတွေသင်ပြပေးလို့ရတာလားသူ့ရဲ့ပညာဉာဏ်စွမ်းအားနဲ့ရတာလားညာနာတံပယောပြောပါတယ်လေအဲ့ဒီစိတ်ကိုမင်းဖြစ်ကွာလို့ဘေးကနေပြီးတော့တခြားလူကတိုက်တွန်းတာလားသူ့ရဲ့ပင်ကိုစွမ်းအားနဲ့ယူတာလားအသင်္ခါရိကပြောပါတယ်လေဘုံဘုံတို့တရားကိုစိန်လာအောင်ရေးဘယ်ထဲမှာပါတာမဟာကုသိုလ်စိတ်ထဲမှာဘယ်ထဲမှာလဲပီတိဒုက္ခဂျာမကြံခဲ့သေးတဲ့သောမနတဝမ်းသာတာနော်အဲ့တော့ပီတိဒုက္ခသောမနတညာနာတံပယအသင်္ခါရိကဘယ်နှပါးပါလဲဇာအင်္ဂါ၅ပါးနဲ့ပြည့်စုံတဲ့မဟာကုသိုလ်စေပရိသတ်ရဲ့ပါစိတ်ပါလေတချို့လူတွေကပန်းပွင့်ပန်းကက်ကလေးတွေကိုပဲတွေ့ရလိမ့်မယ်ဒါပေမဲ့လို့သုမနာဒါယကရဲ့နှလုံးသားရဲ့ရင်ထဲမှာတာမန်ကုသိုလ်လားမဟာကုသိုလ်လားဇာအင်္ဂါဘယ်နှပါးနဲ့ပြည့်စုံနေတာပြောကြည့်ပါဦးပီတိဒုက္ခသောမနတညာနာတံပယောအသင်္ခါရိကအဲ့ဒီမှာကုသိုလ်စိတ်ကြီးကိုနှလုံးသားထဲထည့်ပြီးတော့မြတ်စွာဘုရားကိုလက်ဟုတ်ချီးပြီးမြတ်စွာဘုရားရဲ့နောက်တော်ပါကလိုက်သွားလေတာကြည်ညိုလို့မဆုံးကြည်လို့မဆုံးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလည်းနောက်ပါယဟန္တာတန်ဃာတော်များခြံရံပြီးတော့ရာဇကြုံမျိုးတွေကနေကျောင်းတော်ကြီးကိုကြွချီသွားတဲ့အချင်းရာကိုပရိသတ်ရဲ့မျက်စိတစ်စုံကြည်ညိုပြီးတော့ကြည်လို့ဝါတဲ့အချိန်ကြမှာအိမ်ကိုအပြေးကလေးရောက်လာပြီးတော့သူ့ရဲ့ဇနီးကိုပြောတာဇနီးရေနှမရေဒီကနေ့မှာတော့လေမင်းခါတိုင်းလိုချင်တယ်ဆိုတဲ့အတပြားနှစ်ချက်ဒီကနေ့တော့မရတော့ဘူးကွာမပေးနိုင်တော့ဘူးဟာရှင်ဘာလုပ်လိုက်လို့လဲဘာကြောင့်မပေးနိုင်ရတာလဲဒီတော့သူ့ရဲ့ဖြစ်စဉ်အလုံးကိုပြောပြတယ်နှမတော်ရဲ့ငါမြတ်စွာဘုရားနဲ့တွေ့ခဲ့တယ်ဒီလိုငါစိရဲ့တရားတွေပေါ်ပြီးတော့ငါလှူဒန်းခဲ့တယ်ဒါကြောင့်အဲ့ဒီမဟာကုသိုလ်ကြီးကိုနှမတော်ကိုလည်းပဲအမြဝေတယ်ချစ်နှမရေအမြကုသိုလ်ယူပါဆိုတော့သူမနာရဲ့အမျိုးသမီးဇနီးကလေဘာတွေးလိုက်တယ်လဲဆိုတော့ချီစံငါရဲ့ယောက်ျားကမလုံတဲ့အရာကိုလုံလိုက်ပြီသူပေးလိုက်တဲ့ပန်းရှင်စည်းကတခြားလူပစ္စည်းလားရှင်မရဲ့ပစ္စည်းလားသိကြတဲ့ရှင်မင်းငါတို့ကိုတတ်တော့မှာရှင်မင်းဒေါသမန်ထွက်လို့ဒေါသမန်သိငယ်မယ်ဆိုရင်ငါတို့တွေကိုတတ်တော့မယ်ဒီတော့အသေးစားတူဒင်းမဲ့သိပါစေတော့ငါတော့အသေးမခံနိုင်ဘူးတဲ့အဲ့လိုဆိုပြီးဇနီးဖြစ်သူကပရိသတ်ရဲ့ရှင်မင်းထံသူကဥအောင်သွားပြီးတော့အကုန်လုံးပြောပြတယ်ရှင်မင်းကြီးကျွန်တော်မျိုးမနဲ့မဆိုင်ဘူးနော်သူလောက်တာသူပဲခံပါစေအရှင်မင်းကြီးရဲ့ပိုင်ဆိုင်တဲ့ပန်းရှစ်စည်းကိုသုမနာဆိုတဲ့တခါကအဲ့ဒီလိုမြတ်စွာဘုရားကိုလှူဒန်းခဲ့ပြီးတဲ့အရှင်မင်းတရားဆိုပြီးတော့ဘသူကိုသွားတိုင်တာတခါမှဦးဇင်းတို့သူတော်ကောင်းတို့တွေအကြီးမားဆုံးရန်သူကအနိကမှာရှိတယ်နော်မှန်ရဲ့လားအဲ့ဒါလေးစဉ်းစားဖို့မကောင်းဘူးလားမဲတာကမဲတာချင်းပေါင်းတယ်ဖြူတာက
ဖြူရာချင်းပေါင်းတယ်ပရိသတ်ရဲ့နော်တူရပေါင်းကြတာမှန်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီလောကကြီးမှာသိကြောက်ဖို့ကောင်းတယ်နော်ဘုန်းကြီးနဲ့ပေါင်းတာဘုန်းကြီးကဘာနဲ့ပေါင်းတာလဲဩအဲ့ဒီလိုပဲလူပြိုကဘာနဲ့ပေါင်းတယ်လူပြိုချင်းပေါင်းတယ်အပြိုနဲ့ပေါင်းတယ်နော်တခုလက်ကလောကမှာပြောတဲ့စကားရှိသေးတယ်လေဘာလဲဘူးဆိုဖယုံမသေးဘူးတဲ့နော်ဟုတ်တာပေါ့ဘူးပင်ဆိုမှတော့ဖယုံပဲသေးမလဲဘူးစီကလေးကိုစိုက်လိုက်ပရိသတ်ရဲ့အပင်လေးပေါက်လာတယ်အဲ့ဒီဘူးပင်လေးကိုအစင်လေးခံတာဘူးစင်ဆိုပြီးရမလားဘူးလားအဲ့ဒီဘူးစင်မှာဘာတွေသီးတာဘူးသီးတွေသီးတာတို့ပရိသတ်ရဲ့ဘူးသီးပဲနှမျိုးသီးတာဒီဘက်ကတို့တကားတော့များဘူးသီးပဲနှမျိုးသီးတယ်ဘာတွေသိတော့ရှေ့တစ်မျိုးအတူတစ်မျိုးဟုတ်တာပေါ့တချို့ဘူးဝိုင်းလေးတွေသိတယ်လေဟုတ်လားတချို့လည်းဘူးသီးအရှေ့ရှိတယ်ဟုတ်လားဘူးသီးက2မျိုးပဲသိတယ်ဒုပရိသတ်ရေဘယ်နှမျိုးပဲသိတာအဲ့ဒါကကောင်းတဲ့ဘူးသီးရဲ့မကောင်းတဲ့ဘူးသီးရဲ့ပြောပါလဲပါစားပြီးတော့ပွင့်ကလေးပွင့်ပြီးတော့အသီးကလေးသီးလာတဲ့အချိန်ကစားပြီးတော့ဒီဘူးပင်ဘူးစင်ကိုဂယုစိုက်တဲ့ပုဂ္ဂိုလ်တွေသိရပါတယ်ဒီဘူးသီးကကောင်းတဲ့ဘူးသီးလားပုံမဲ့ဘူးသီးလားမသိရဘူးလားအကယ်၍များဒီဘူးသီးကကောင်းတဲ့ဘူးသီးဆိုရင်သေးချာလေးသူ့ကိုအောက်ကနေချင်းကလေးနဲ့ခံပြီးတော့ကြီးအောင်ပရိသတ်ရဲ့ပြုစုပြိုးထောင်ပြီးတော့မပေးဘူးလားအကယ်၍များဒီဘူးသီးကတော့ပုတ်တော့မယ်ဆိုရင်မလုပ်တယ်ခူးလိုက်တယ်ခူးပြီးတော့ပြုတ်ပြီးတော့ပရိသတ်ရဲ့ဘူးသီးဘုံနဲ့ဘာနဲ့တို့စားတာငပိရင်နဲ့ဘူးသီးဘုံနဲ့ဘာနဲ့တို့စားတယ်အိုးကောင်းမကောင်းနော်ဘူးသီးဘုံနဲ့ငပိရင်နဲ့တို့စားတယ်အဲ့ဒီလိုပဲဟိုမှာကောင်းတဲ့ဘူးသီးကိုကြတော့ကြီးအောင်ဆိုပြီးတော့သေချာပြုစုဟောဘူးသီးနုကောင်းတဲ့အရွယ်အချိန်မှာထိုဘူးသီးကိုခူးပြီးတော့ဘာနဲ့ရောစစ်သားနဲ့ရောနော်အိုးကာလသားချက်မကောင်းဘူးလားဒါဆိုရင်သိရပြီမကောင်းတဲ့ဘူးသီးပုတ်တဲ့ဘူးသီးကဘာနဲ့ရောကောင်းတဲ့ဘူးသီးကဘာနဲ့ရောဒီကနေ့ဘုံတို့တက္ကမတွေဟိုမှာရန်ကုန်ကလည်းပါတယ်ထန်းတပင်ကလည်းပါတယ်လဘော့တာကလည်းပါတယ်နောက်ဒီကဘာရွာတို့ဆရာတော်ရဲ့ကြီးရွာကြောက်ကြီးရွာကတက္ကမတွေလည်းပါတယ်နော်အနေနဲ့ရဲကတက္ကမတွေဒီကိုစုပြီးတော့လာကြတာဘာနဲ့ဘာလာရောတာဘူးသီးနဲ့จิตသားလာရောတာဘာနဲ့ဘာလာရောတာလဲဒါကြောင့်ဦးဇင်းတို့တက္ကမတွေငပိချစ်စာတော့မလုပ်ကြနဲ့နော်တူရပေါင်းကြတာဒုပရိသတ်ရဲ့မှန်ရလားတူရပေါင်းကြရတာဖြစ်ချင်းကြောင့်ဒီကနေ့လဲကြည့်လေသူမနာဒါယကဘယ်လောက်ပဲဇနီးမောင်နဲ့သူတို့လင်မယားပြောတော်လဲပဲပရိသတ်ရဲ့စိတ်ထားခြင်းမတူတဲ့အခါကျတော့အယူအဆချင်းကွဲပြားပြီးမသွားဘူးလားအာဟုသောနဲ့ကုသိုလ်တရားကဏပါကမယပြုရာစိတ်မပါလျင်လင်မယလင်ပြုကလည်းမိမအိမ်သူစိတ်မတူသောမှတ်ယူမှန်စွာမရရဘူးတဲ့အကုသိုလ်နဲ့ကုသိုလ်တရားရဲ့လို့နှမျိုးရှိတဲ့တိုင်မှာဇနီးဖြစ်သူကကုသိုလ်ပြုလုပ်နေတဲ့ယောက်ျားသားကစိတ်မပါဘူးဆိုရင်ဇနီးပြုလုပ်တဲ့ကုသိုလ်ယောက်ျားလုပ်သူရနိုင်ပါမလားအဲ့ဒီလိုပဲပရိသတ်ရဲ့ယောက်ျားပြုလုပ်တဲ့ကုသိုလ်တရားကိုလည်းဇနီးဖြစ်သူရနိုင်ပါမလားဒါဖြင့်ကုသိုလ်ကိုအဲ့ဒီလိုတွေးလို့ရတယ်လို့အာကုသိုလ်ဆိုရင်လည်းပဲယောက်ျားလုပ်တဲ့အာကုသိုလ်ဇနီးဖြစ်သူကစိတ်မပါရင်ရပါမလားဇနီးလုပ်သူရဲ့အာကုသိုလ်ပရိသတ်ရဲ့ယောက်ျားလုပ်သူကစိတ်မပါရင်ရောရပါမလားကိုပြုတဲ့ကံကိုပါခံရတယ်ပရိသတ်ရဲ့ဒါကြောင့်ကံတရားကုသိုလ်တရားဆိုတာကသူများကိုအာကိုရမှာလားကိုအာကိုရမှာလားကိုအာကိုရမှာဦးဇင်းတို့သူတော်ကောင်းတို့တွေနော်ကိုအားကိုဆိုရိုးချမ်းလာကိုမတတ်ပါအခြားမရှိပါကိုအားကိုပါတဲ့ပရိသတ်ရဲ့ကိုမတပါအားထားเสียတခြားရှာတော်လည်းပဲရှာလို့တွေ့နိုင်ပါမလား
ဒါဖြင့်အဲ့ဒီအားကိုးရာကဘာလဲလို့မေးရင်ကိုပြုတဲ့ကုသိုလ်ပြောပါတယ်လေ